အားလုံးမင်္ဂလာပါကျွန်တော်တို့ရွှေကင်း reaction season ပေါ်ဝင်စစ်နေရွှေကင်းဖြစ်ပါဒီနေ့မှာတော့ကျွန်တော်တို့ပေါ့နော်ဘူးတူရက်ဖွယ်အကြောင်းရဗီဒီယိုလေးချက်လောက်တူကြည့်လိုက်အောင်နော်ငခုကောင်းထဲကအသားတွေကြီးထုတ်လိုက်ခေါင်းရိုးအခွန်ကိုပဲယူမယ်နော်နှင်းကိုဖြစ်နေတဲ့သူတွေငခုကောင်းအယိုးကိုပြာချမယ်အဲ့ဒီပြာလေးထဲမှာကျွန်တော်တို့လိမ့်နေတဲ့အုံးစီတည်တယ်မလားအဲ့ဒီအုံးစီနဲ့ကျွန်တော်မိတ်ဆွေတို့ရောလိုက်နည်းနည်းလေးခပ်ပစ်ပစ်လေးမှုပေးနှင်းကိုဖြစ်နေတဲ့နေရာကိုနည်းနည်းလေးလက်နဲ့ကုတ်လိုက်သူကရာစီလေးနဲ့အနာလေးဖြစ်လာမယ်အဲ့ဒီနေရာလေးကိုကျွန်တော်မိတ်ဆွေတို့ညမနဲ့ပုံမှန်လေးလိမ့်ပေးနှင်းကိုဖြစ်တဲ့သူတွေအမြန်ဆုံးတက်တာပျောက်ကင်းလာပါလိမ့်မယ်ပျောက်သွားတဲ့အကိုကြီးရဲ့အတွေ့အကြုံကိုပြန်ပြီးမျှဝေပေးလိုက်ပါလေအားလုံးပဲကျမ်းမာပျော်ရွှင်ကြပါစေဗျာဒါတော့ဒါရှိတဲ့ဘာလို့လဲသင်္ကန်း好嘞，跑起来变到木了，变木变到木了，变老到木啊，变老到木啊，说对没他，变木到老。哎。ရုပ်ပြက်ချောင်းဆိုးတဲ့သူတွေဒီနည်းလေးကိုမှတ်ထားဒီအတီးလေးအိမ်မှာရှိရင်စားပေးဒီကောင်လေးကကျွန်တော်တို့ဒီဒန်းတလွန်အစစ်ကိုလူတိုင်းသိပါတယ်ဒန်းတလွန်အထက်ကအစစ်အဆန်လေးနော်အဆန်အဖြူလေးရှိမယ်အဲ့ဒီအဖြူလေးကိုတရက်ကိုနှလုံးလောက်စားပေးချောင်းဆိုးတာကိုတတ်တာပျောက်ကင်းစေပါတယ်ဗျာဒီနည်းလေးကိုမှတ်ထားရုပ်ပြက်ချောင်းဆိုးလာပြီဆိုတာနဲ့အထက်ကအစစ်အဆန်လေးကိုနှလုံးလောက်ပဲစားပေးချက်ချင်းတက်တာပျောက်ကင်းလာပါလိမ့်မယ်သူ့ရဲ့အရသာကိုစားဘူးတဲ့သူတိုင်းသိပါတယ်ချုပ်ခါလေးရေတောက်လိုက်ရင်ချစ်ချိုလေးဖြစ်မယ်ဒီနည်းလေးကိုမှတ်ထားပါစားဘူးတဲ့သူတိုင်းသိပါတယ်ဗျာတူလာရေးတာကတခါလေကြာရင်လေနည်းနည်းဆန်းပြစီတန်ကြီးတိုင်းအမ လက်ခလဲမှာဗျာဒီနေ့တဲ့အင်ဂျင်ဝိုင်းတိုင်းဖို့ဆိုတော့လက်ခလဲမှာစီနီမီတာကြီးလာရေးသွားတာအဘာချာလဲတော့မသိဘူးသိလားသိတဲ့လူလည်းဖြေကြအောင်လို့လက်ခလဲမှာစင်တီမီတာတွေလာရေးသွားတာလာရေးတဲ့ကိုလည်းကျေးဇူးတင်ပါတယ်လို့ဒိဗ်ဘက်တွေလည်းရှင်းပြခဲ့ကြပါဦးလို့အားလုံးကျေးဇူးပါကဲဆုံးကြည့်ပြီးတဲ့တွေ့လာလို့ကျေးဇူးတင်ပါတယ်နော်ခုလိုဟာတာဗီဒီယိုလေးနေ့စဉ်နဲ့ပုံမှန်စပိတ်တော့ပြီးလို့ကျွန်တော် YouTube channel လေး subscribe လုပ်နေတဲ့ subscribe လုပ်တော့ပြီးကြပါနော်အဲ့လိုကျေးဇူးတင်ပါတယ်